မင်းရဲ့ပြုံးလေးပြန်ဆုံနိုင်အောင်မလားမင်းရဲ့ကိုမျောလင်းခြင်းလေးမင်းသာရှိရဲ့ရောက်တဲ့ရဲ့ဖြစ်တဲ့ဘဝမှာပြောတန်စင်တွေတိတ်ဆိတ်တဲ့ညများနဲ့ကာယပြတ်တဲ့နေ့တွေဆိုမင်းတို့မင်းရဲ့စိတ်ထဲရှိရဲ့ကိုယ်ထွက်ငရဲလဲနေပန်လို့ပြောနိုင်